အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တကြံကာလနဲ့ပတ်သက်တဲ့ဝါဟာရအသုံးအနှုန်းလေးတွေထဲကကျမတို့သိပြီးတော့သတိမထားမိတဲ့ English ဝါဟာရအသုံးအနှုန်းလေး၃ခုကိုလေ့လာကြည့်ကြပါမယ်ရှင်ပထမဆုံးတစ်ခုကတကြားမင်းပေါ့နော်သူ့ကိုတကယ်တော့အခေါ်အဝေါ်အများကြီးရှိတယ်ဒါပေမဲ့ကျမတို့လွယ်လွယ်ရှင်းရှင်းလေးမှတ်လို့ရအောင်ဆိုရင် Lord of the Devas LORD Lord OF of THE the DEVAS Devas ကျွန်တော်တို့ Deva နဲ့ Deva ဆိုပြီးတော့ထွက်တဲ့စလုံးပေါ့နော်ဆိုတော့ Devas အဲ့မှာတကယ်လို့ရေးမယ်ဆိုတော့ Lord L ကအကြီး Devas မှာ D ကအကြီးပေါ့နော်နတ် Deva တွေရဲ့king ပေါ့နော်အရှင်သခင်တကြားမင်းပေါ့နော်ဆိုတော့ Lord of the Devas ဒါကတကြားမင်းပါဒုတိယခုကကြတော့ကျမတို့တွေယဟန်ခံကြရရှိတယ်သီလရှင်ဝတ်ကြရရှိတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုရေးသားသုံးနှုန်းလို့ရမလဲဆိုလို့ရှိရင်ယဟန်ခံတာကို enter the monkhood enter enter the monkhood monkhood enter the monkhood တကယ်လို့မြို့သမီးအနေနဲ့သီလရှင်ဝတ်တာပေါ့နော်ဒါကိုရေးသားပြောဆိုချင်တယ်ဆိုရင် enter the nunhood enter enter the NUNHOOD nunhood enter the nunhood ဒီလိုမျိုးသုံးနှုန်းလို့ရပါတယ်ရှင်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့တချို့တွေတရားစခန်းဝင်ကြရပေါ့နော်တကြံတွင်းကာလမှာအဲ့ဒါကိုရိုးရိုးရှင်းရှင်းလေးနဲ့ဘယ်လိုသုံးနှုန်းလို့ရလဲဆိုလို့ရှိရင် join a meditation retreat JOIN join a MEDITATION meditation RETREAT retreat join a meditation retreat ဒါကတော့တရားစခန်းဝင်တာပါရှင်ကျေးဇူးတင်ပါတယ် have a nice day to you all bye bye